အားလုံးမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ဒီနေ့3ရက်8လ2026ရက်နေ့ရဲ့ညပိုင်းရရှိထားတဲ့သတင်းတွေကနေပြီးတော့မှစိတ်ဝင်စားဖို့ကောင်းတဲ့သတင်းလေးတွေကိုကျွန်တော်စုစည်းပြီးတင်ဆက်ပေးပါမယ်။ဘုံတဲ့ဆက်ပေးခြင်းတဲ့သတင်းကတော့ Man United သင်းရဲ့ဒီကစားသမားဖြစ်တဲ့ Marcus Rashford ကိုလက်ရှိနေရာသည့်ပြောင်းရွှေ့မှာပဲခေါ်ယူဖို့တကူဖိနာဘာဂျီကနေပြီးမှစိတ်ဝင်စားနေတယ်လို့ဆိုပါတယ်ဒီဖိနာဘာဂျီအသင်းက Rashford ရဲ့ agent အနေနဲ့ဆက်သွယ်မှုတွေပြုလုပ်ထားပြီးရမှာဒီကြီးမားတဲ့ဒီ Rashford အတွက်ကြီးမားတဲ့ကမ်းလှမ်းမှုတစ်ခုနဲ့ကမ်းလှမ်းမှုတွေပြင်ဆင်နေရလို့ဆိုပါတယ်အဲ့ဒီအပြင်ကိုဖိနာဘာဂျီတင်းကနေပြမှာရာဖီယယ်လီယိုနဲ့အစ္စလိမ်မလန်ဆာတို့ကိုခေါ်ယူဖို့အတွက်ကိုလည်းဆက်သွယ်မှုစိတ်ဝင်စားမှုတွေရှိတယ်ဆက်သွယ်မှုတွေပြုလုပ်ဖို့အစီအစဉ်ရှိတယ်ဆိုပြီးမှသက်ဆန်းကနေဖော်ပြထားပါတယ်နောက်ထပ်ဒီဆက်ပေးခြင်းတဲ့သတင်းကတော့ချက်စီအသင်းရဲ့ဒီခံစားမှုဖြစ်တဲ့ Azar Zaizi ကိုခေါ်ယူဖို့အတွက် Crystal Palace ကနေပြကမ်းလှမ်းမှုတွေပြုလုပ်တော့မယ်လို့ဆိုပါတယ်ဒီကစားသမားကိုပဲလီတင်းကနေပြီးမှသူတို့အသင်းရဲ့ထိပ်တန်းပြစ်မှတ်ဖြစ်နေဒီတက်မှတ်ထားရလို့ဆိုပါတယ်ဘာဖြစ်လို့လဲဒီကစားသမားကိုခေါ်ခြင်းလဲဆိုတော့ဒီ Lacrosse ရဲ့နေရာကိုပြန်ပြီးမှ replacement လုပ်ဖို့အတွက်ကိုဒီကစားသမားကိုထိပ်တန်းပြစ်မှတ်ဖြစ်နေသဘောထားပြီးမှစောင့်ကြည့်နေတယ်ဆိုပြီးမှဆိုပါတယ်နောက်ထပ်ကလည်းဒီဇိုင်းစီကိုခေါ်ယူဖို့အတွက် ကလပ်တင်းချို့ကလည်းစောင့်ကြည့်လျက်ရှိရဆိုပြီးသတင်းတက်လာပါတယ်နောက်တစ်ဆက်ပေးခြင်းတဲ့သတင်းကတော့ Manchester City တင်းရဲ့သတင်းဖြစ်ပါတယ် Manchester City တင်းကလိုင်လီတင်းရဲ့ကွင်းလယ်လူဖြစ်တဲ့ဘူအဒီဆိုတဲ့ကစားသမားကိုခေါ်ယူဖို့အတွက်သဘောတူညီမှုရရှိခဲ့ပြီလို့ဆိုပါတယ်ကစားသမားနဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိခဲ့တာဖြစ်ပြီးရမှာဒီကစားသမားကိုခေါ်ယူနိုင်မှုတွေကိုလိုင်လီတင်းနဲ့ထွေးနေမှုတွေဆက်လက်ပြုလုပ်နေတယ်လို့ဆိုပါတယ်ဒီကစားသမားကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ဂျန်နယ်တင်းတွေအများပြားရှိနေရဆိုပေမဲ့လို့လက်ရှိအနေထားတစ်ခုမှာတော့ Man City ကဒီ race ထဲမှာဥဆောင်နေတယ်လို့ဆိုပါတယ်နောက်တစ်ဆက်ပေးခြင်းတဲ့တင်းကတော့လူကာကူပေါ့လေရိုမဲလိုလူကာကူရဲ့သတင်းဖြစ်ပါတယ်ကျွန်တော်တို့ချစ်စနိုးနဲ့ဂျင်မဲခေါ်နေတဲ့လူကာကူပေါ့လေလူကာကူကဒီနာပိုလီတင်းနဲ့အစဉ်ပြေမှုတွေရှိပြီးရမှာဒီနာပိုလီတင်းကနေထွက်ခွာဖို့အတွက်လှုပ်ဆောင်နေပြီလို့ဆိုပါတယ်နာပိုလီတင်းကသူ့ရဲ့ပြောင်းရွှေ့ခြင်းကိုယူရို10တန်းကနေ12တန်းဝန်းကျင်လို့သတ်မှတ်ထားတယ်လို့ဆိုပါတယ်လက်ရှိအနေထားမှာတော့ဒီလူကာကူကိုခေါ်ယူဖို့အတွက်ကိုဒီမေဂျာလိကလပ်ဖြစ်တဲ့အက်တလန်တာကနေအက်တလန်တာယူနိုက်တက်ကနေပြီးမှဒီခေါ်ယူဖို့အတွက်ကိုအဓိကစိတ်ဝင်စားရေပန်းစားနေပြီသူ့ကိုခေါ်ယူလို့တဲ့တခြားကလပ်တင်းများသွားလည်းရှိပါတယ်ဆိုပြီးမှဂက်ဇာဒလာလူစပေါ့ကနေဖော်ပြထားပါတယ်နောက်တင်ဆက်ပေးခြင်းတဲ့သတင်းကလည်းဒီဘရိုင်ကေဗင်ဒီဘရိုင်နာရဲ့သတင်းဖြစ်ပါတယ်ဒီကေဗင်ဒီဘရိုင်နာကိုခေါ်ယူဖို့အတွက်ကိုလက်ရှိအနေထားတစ်ခုမှာသူ့ကိုဆက်သွယ်ထားတဲ့အသင်းတွေများစွာရှိတယ်အဲ့ဒီအသင်းတွေကတော့အင်တာမိုင်ယာမီပြီးရင်ဆန်ဒီယေဂို FC ရဲ့ပြီးချီကာဂိုဖိုင်းယာရဲ့ဒီအသင်းတွေကသူ့ကိုဆက်သွယ်ထားလျက်ရှိတယ်လို့ဆိုပါတယ်အဲ့ဒီထဲကမှအဓိကအားဖြင့်ဒီလီယိုနယ်မက်ဆီကဒီဘရိုင်းနာကိုခေါ်ပြီးဖို့အသင်းကိုတောင်းဆိုထားတယ်ဆိုတဲ့သတင်းတွေလည်းရှိနေတယ်ဒါပေမဲ့တချို့သတင်းတွေသုံးသပ်ချက်မှာကြတော့အင်တာမီယာမီအသင်းအနေနဲ့ကစမီကိုခေါ်ထားပြီးဖြစ်တဲ့အတွက်ဒီဘရိုင်းနာကိုခေါ်ဖို့အတွက်ဒီဘန်နာရေးအခြေအနေရှိနေမှာဒေလာဆိုပြီးမှတချို့ကအဆင်ပြေနိုင်မှာမလားဆိုပြီးမှတချို့သတင်းဌာနတွေကမေးခွန်းထုတ်ထားရှိတယ်ဆိုပြီးမှမန်ဒိုဒီဘိုသတင်းစာကနေပြီးမှဒါဖော်ပြထားပါတယ်နောက်တစ်ဆက်ပေးခြင်းတဲ့သတင်းကတော့စပါနဲ့ပတ်သက်တဲ့သတင်းဖြစ်ပါတယ်ဒေါ်တန်ဟော့စပါတင်းကလည်းလီဗာပူးအသင်းရဲ့ကစားသမားဖြစ်တဲ့ကိုရီကဘောကိုခေါ်ယူဖို့အတွက်အစီအစဉ်တွေကိုတိုးမြင့်ဆောင်ရွက်သွားဖို့ရှိနေတယ်ပြီးလို့ရှိရင်ဆွေးနွေးမှုတွေပြုလုပ်နေတာလည်းမကြခင်မှာပဲဒီအဓိကအဆင့်ကိုရောက်ရှိတော့မှာဖြစ်တယ်ဆိုပြီးဖော်ပြလာကြပါတယ်ဒီကိုရီကဘောကလည်းစပါတင်းရဲ့ဒီပြစ်မှတ်ဖြစ်တဲ့သူ့ကိုလည်းခေါ်ယူဖို့စိတ်ဝင်စားနေတာများသွားတယ်ရှိတယ်တိုးတော်ညာလေလီဗာပူးဘက်ကတော့တဲ့ဒီကစားသမားနဲ့
ဒီစကားကစားသမားကိုကပ်ဖို့ကိုရောင်းချဖို့အစီအစဉ် list ထဲမှာမရှိဘူးတိုးတော်ညာလဲတကယ်လို့သူ့ကိုကမ်းလှမ်းမယ်ပြောင်းရွှေ့အတွက်ကမ်းလှမ်းမယ်ဆိုလို့ရှိရင်အနည်းဆုံးပေါင်တန်း80ရဲ့အထက်မှာရှိကိုရှိရမယ်ဆိုပြီးမှလီဗာပူးကလည်းဒီလိုဈေးနှုန်းသတ်မှတ်ထားတာတွေရှိတယ်ဆိုပြီးတော့ဖာဘရီဇီယိုရိုမယ်ရိုကတင်ဆက်ပေးထားပါတယ်နောက်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မန်ချက်စတာစီးတီးတင်းဟာချယ်ဆီအသင်းကစားသမားဖြစ်တဲ့ပက်ထရိုနက်တိုခေါ်ယူဖို့ပြင်ဆင်နေရလို့ဆိုပါတယ်ဒီနီးပြမန်စီးတီးနီးပြဖြစ်တဲ့အန်ဇိုမာရက်စကာကဒီချယ်ဆီတုန်းကသူလက်တွဲခဲ့ဘူးတဲ့ဒီပက်ထရိုနက်တိုခေါ်ယူဖို့အတွက်ကိုပြန်လည်လက်တွဲဖို့ဆန္ဒရှိနေတယ်မန်စီးတီးအသင်းကလည်းအပြောင်းအရွှေ့ကိုဖြစ်မြောက်ဖို့အတွက်ကိုဘယ်လိုမျိုးတွေအဆင်ပြေနိုင်မလဲဆိုတော့နီလန်တွေရှာဖွေနေရလို့ဆိုပါတယ်ချက်စီဘက်ကတော့ပက်ထရိုနက်တိုအတွက်ကိုယူရိုတန်း80ဝန်းကျင်တန်ဖိုးသတ်မှတ်ထားတယ်ဒါပေမဲ့ပြောင်းရွှေ့ခြင်းနည်းနည်းနဲ့သူကရောင်းချမှာမဟုတ်ဘူးမကြောင်းချရင်လည်းပြဿနာသူတို့အတွက်မရှိဘူးအသင်းရဲ့ plan ထဲမှာထည့်သွားမယ်ဆိုပြီးရမှာတရင်တွေထွက်ပေါ်ထင်ရလို့ဆိုပါတယ်ပြီးရင်ပက်ထရိုနက်တိုကိုလည်း AC မီလန်အသင်းကနေပြီးရမှာခေါ်ယူဖို့စိတ်ဝင်စားနေရဆိုတဲ့သတင်းတွေရှိတယ်ဒါပေမဲ့တကယ်တမ်းကျတော့ပက်ထရိုနက်တိုကအဲ့ဒီဟက်ကိုသွားခြင်းနဲ့မန်စီးတီးကိုပြောင်းရွှေ့ဖို့အတွက်စိတ်အားထက်သန်ရရှိတယ်ဆိုပြီးသဆန်းကနေပြီးဖော်ပြထားပါတယ်ဒါတွေကတော့ဒီနေ့တည်းရရှိထားတဲ့သတင်းတွေကနေပြီးမှာစိတ်ဝင်စားဖွယ်ကောင်းတဲ့သတင်းတွေကိုကျွန်တော်ရွေးချယ်တင်ဆက်ပေးတာဖြစ်ပါတယ်။နားဆင်အားပေးခဲ့မိတ်ဆွေများအားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဗျ။